ဒီနေ့ကတော့လေ MBTI အကြောင်းကိုပြောမှာ MBTI ဆိုတာအရင်ထူးဆန်းတဲ့ topic တော့မဟုတ်ပါဘူးအကုန်လုံးသိပြီးသားပဲနိ MBTI personality type ကပါလဲလို့ဒါလူတိုင်းဒီခေတ်မှာမေးနေတဲ့မေးခွန်းလေးတွေဖြစ်တယ်အဲ့ဒီမှာဒီနေ့ပြောမယ်ဆိုရင်တော့လုံးဝ basic ဖြစ်တဲ့ MBTI အကြောင်းလေးကို knowledge ကိုမျှဝေသွားမယ်အဲ့ဒီမှာနောက်ထပ်စကားလေးခြံပြီးပြောချင်လား MBTI ကလေ type တစ်မျိုးရမသွားဘူးလေလားဆိုရင် MBTI မှာဆိုရဲ့ type က2မျိုးစုမျိုးသားဆိုရင်သူ့ရဲ့ MBTI type က4မျိုးပေါင်းထားတာအဲ့ဒါတွေကလည်းအမြဲတည်ငြိမ်ပြီးတော့တည်မြဲနေတဲ့ personality မဟုတ်။ US မှာဆိုရင် personality တခု Asia ရရင် personality တခုဒီ environment ပေါ်မူတည်ပြီးပြောင်းသွားရလဲရှိသလိုကိုယ့်ရဲ့ပေါင်းသင်းနေရတဲ့အပေါင်းအသင်းလောက်ကင်နေရတဲ့အလုပ်အကင်ပေါ်မူတည်ပြီးတော့အဲ MBTI နဲ့အမြဲတမ်းပြောင်းနေတယ်6လတစ်ချိန်လောက်တစ်ခါလေးပြောင်းတတ်တယ်အထူးသဖြင့်တော့ဘဝရဲ့အခြေအနေပြောင်းရင်ပို့ပြီးတော့ personality type တွေပြောင်းတာပေါ့နော်ဆိုတော့ကတော်တော်များထင်တာ16မျိုးမှာကိုကတစ်မျိုးဆိုရင်ဒါတစ်မျိုးလိုပုံတွက်ကြပြီးတော့ဒါမှမဟုတ်လေသက်လုံးဒီတစ်ခုကိုစစ်ထားရင်ဒါငါ့ရဲ့ MBTI ဆိုပြီးပုံတွေပြောနေတတ်တာရှိတယ်ဒါလေးလဲစကားကျွင်းစကားချန်ထားကြတာဖြစ်တယ်နောက်တစ်ခုကဘယ် MBTI ကအကောင်းဆုံးဆိုပြီးတော့မရှိပါဘူးကိုလှုပ်တဲ့အလုပ်ကိုကျင်လည်နေရတဲ့ဝင်းကျင်ပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့ type ကကွက်တီဆိုရင်တော့အကောင်းဆုံးပေါ့ဆိုတော့ကဒီ MBTI မှာဆိုလို့ရှိရင်ပထမဆုံးက E ရဲ့ I ရပေါ့ E ကကြတော့အကုန်သိကြတယ် extroversion ဆိုတာ extrovert လို့ပဲပေါ့နော်သူတို့ energy မှာဆိုရင်သူတို့ကလူအများနဲ့ဆက်ဆံရတဲ့အခါမှာ energy ပြည့်တဲ့သူမျိုးဖြစ်တယ်နောက်တစ်ခုက I ကကြတော့ introversion ဒါကို introvert ဆိုပြီးတော့လေတချို့ကသုံးကြတယ်ဒါတော့လူပုဂ္ဂိုလ်ဆိုရင်ပေါ့နော်အဲ့တော့ introvert ဆိုတာတော့ကိုယ့်ရဲ့ energy ကလူတွေမရှိမှပို့ပြီး energy ပြည့်တယ်အိမ်ပြန်လိုက်မှ energy ပြည့်တာမျိုးတခါလေရောက်ရင်လည်းခုနကပြောသလိုတခါလေလူတွေနဲ့တွေ့ဖို့လိုတယ်တခါလေလူတွေနဲ့ဝေးရမယ့်အခြေအနေဆိုတာကလည်းရှိနေတတ်တယ်ဒါဆိုရင်သိတာပါတယ်ဒီ personality ဆိုရင်ဂျားထဲမှာရှိပါတယ်ဆိုတဲ့သူတွေကခက်များများရဲ့အဲ့ဒါကလည်းကိုယ့်ရဲ့အခြေအနေဒါမှမဟုတ်ကိုပုံမှန်ကြားလေကြားထားရှိတဲ့သတင်းတွေပေါ်မူတည်ပြီးတော့တခါလေ social butterfly ဆိုတဲ့သူတွေတောင်မှစိတ်ကုန်ပြီးတော့ introvert ပုံစံဖြစ်သွားတာရောရှိသေးတယ်ပေါ့နော်ဆိုတော့ကအမှားတွေမဲ့တက်တည်တက်ကြရပဲ MBTI ဆိုအမြဲတည်မြဲမနေဘူးပေါ့နောက်တစ်ခုကကြတော့ information တွေကိုကိုကရယူတဲ့အခါမှာ information ဆိုတာကိုယ်ကောင်းတွေကိုတစ်ခုခုအလုပ်လုပ်ရမယ် information process ဖြစ်တာပေါ့နော်ဥပမာသင်လွယ်တက်လွယ်တာဘယ်လိုမျိုးနဲ့ပို့ပြီးသင်လွယ်တက်လွယ်လဲဒါမှမဟုတ်အလုပ်လုပ်ရင်လည်းဘယ်ပုံစံမျိုးကကိုယ်အလုပ်လုပ်လို့ပို့ပြီးတော့ခေါင်းထဲရောက်လဲဆိုတော့အပိုင်းကိုသွားမယ်အဲ့ဒါကြောင့် S ရဲ့ N ရဲ့ S ကကြတော့ sensing I ကကြတော့ intuition sensing ကောင်းတဲ့သူတွေကလေလက်နဲ့လုပ်ရတဲ့အလုပ်တွေမှာတော်တာရှိတယ်ဥပမာ gym trainer တွေတို့ဒါမှမဟုတ်ရင် surgeon တွေပေါ့နော်ဒီလိုဆရာဝန်တွေပေါ့ဒါမှမဟုတ်လဲ handicraft တွေလုပ်တဲ့လက်မှုပညာဘိုင်းကိုအသားပေးဖြစ်တဲ့အသက်မွေးရန်ဆောင်ပြုတဲ့သူတွေဒါပေမဲ့အဲ့လိုပြောလို့ဒီ information gathering ပဲမဟုတ်ဘူးပြောချင်တာကကိုတခုခုတွေးခေါ်ပြီးဆိုလို့ရှိရင်လေဒီ S နဲ့ N နဲ့မှာတွားပြီးတော့စကားပြောရဲပေါ့နော်အဲ့တော့ခုန N solution intuitive ဖြစ်တဲ့သူ intuitive ဖြစ်တဲ့သူဆိုတာဘယ်လိုမျိုးလဲဆိုတော့သူတို့ကဥပမာအလုပ်လုပ်လို့ရှိရင်ဒီလက်တွေခုနကပြောတဲ့ခန္ဓာ static လို့ခေါ်တဲ့ခန္ဓာကိုယ်လှုပ်ရှားမှုတွေပဲမဟုတ်ပဲနဲ့အုံနောက်ကနေထိုင်စင်းစားတဲ့အရာတွေမှာကောင်းနေသူထားလုပ်လိုက်မယ်ဟေ့ဆိုတာမျိုးမဟုတ်ပဲနဲ့သူတို့ကအုံနောက်ကနေဒီ pattern တွေစဉ်းစားတာကောင်းနေသူမျိုးအဲ့ဒါ S နဲ့ N ရဲ့အဓိကကွာခြားချက်ဒါပေမဲ့အဲ့လိုခုနကပြောလို့ label တစ်ခုထဲမှာတော့တက်လို့မရဘူး information gathering ဆိုတာတော့ဒါအခြေတဝင်းပြောလိုက်တာပေါ့နော်ကိုယ့်ရဲ့အုံနောက်ထဲကို information တွေကို process လုပ်လို့ရှိရင်ဘယ်လိုပုံစံ process လုပ်လဲဆိုတော့ personality type ရှိတဲ့သူမျိုးကိုပြောလိုက်တာပေါ့နောက်တစ်ခုကကြတော့ decision making လုပ်တဲ့အခါမှာအသုံးချတဲ့ MBTI သူက T နဲ့ F နဲ့ T ဆိုတာ thinking F ဆိုတာ feeling T သမားတွေကကြတော့ဥပမာတနာဖို့ကောင်းတဲ့ဖြစ်ရတစ်ခု serenity ကိုတစ်ခုဖြစ်လာပြီဆိုလို့ရှိရင်သူတို့ကခံစားရတဲ့ emotion တွေကိုသိစိတ်မဝင်စားဘူးဒါပေမဲ့ဖြစ်တဲ့ decisions တွေကိုလုပ်လိုက်တာရှိတယ်အဲ့လိုပြောလို့ဒါဆိုရင်အရန်ကိုဉာဏ်ပညာကြီးမြတ်တယ်ဆိုတာလည်းမဟုတ်ပြန်ဘူးတစ်ခါတလေခံစားချက်တွေထည့်ပြီးတော့စာနာစိတ်တွေထည့်ရတဲ့ serenity တွေရှိတယ်အားလုံးက theory တိုင်းသွားလို့မရတာရှိတတ်တယ်အဲ့တော့ F သမားတွေကကြာဘာလဲဆိုတော့တနာတဲ့စာနာတတ်တဲ့ empathy များတယ်ခံစားမှုပြောမယ်ဆိုသူများဒုက္ခကိုဒုက္ခလိုမျိုးခံစားနားလည်ပေးတတ်တဲ့သူအဲ့ဒါ F သမားတွေပေါ့နော်ပြီးတော့ behavior pattern ပေါ့နော်ကိုဘယ်လိုပြုမှုလုပ်ဆောင်လဲဆိုတဲ့ pattern တွေက J နဲ့ P မှာလည်းတော်တော်ကွာတယ်။စုဆိုရင်အဲ့နှစ်ခုစလုံးကစုမှာရှိတယ်။ဒါနေရာပေါ်မူတည်ပြီးအမြဲတမ်းကွာတယ်။ J ဆိုတာကြတော့ judging, P ဆိုတာ perceiving အဲ့တော့ J အကြောင်းပြောအောင် judging လုပ်တယ်ဆိုသူများကို judgment နဲ့ပဲကြည့်ရမှာမဟုတ်သူတို့ decision ဆိုလည်းခက်မြန်လုပ်တတ်တယ်။ကိစ္စတစ်ခုကိုပြီးဆုံးသွားအောင်အမြန်quick thinker လို့လည်းပြောလို့ရတယ် judging မှာပြီးတော့သူတို့က structure တို့ဒီလုပ်ငန်းတစ်ခုမှာဆိုရင်လည်းစနစ်နဲ့စရင်းနဲ့အင်းနဲ့ structure တစ်ခုရှိတာကိုကြိုက်တယ်ကွာဘာလို့လဲဆိုသူတို့ကကိစ္စတစ်ခုကိုအမြန်ပြီးလိုက်ချင်တယ်အလုပ်လုပ်ရင်မြန်ဆန်ဆန်နဲ့တခါတည်း decision တွေပါတခါတည်းလုပ်လိုက်တဲ့သူ deadline နေနဲ့တခါတည်းတစ်ခုဆိုရင်ချမှတ်ပေးလိုက်တာကိုကြိုက်တယ်အဲ့တော့ P ကဘယ်လိုလဲ P ကကြောက်ဘယ်လိုမျိုးလဲဆိုတော့ဥမာသူတို့ option တွေခက်မြန်များပေးထားတာကြိုက်တဲ့သူမျိုးဒါနဲ့ဒါရွေးချယ်စရာရှိတာမျိုးကိုကြိုက်တယ်သူတို့အာယုံ
စားရလဲရတယ်အစားခံလိုက်မယ်ပြီးတော့သူတို့ကတခုဆိုရင် adaptable အရန်သင်လွယ်တက်လွယ်တာညံ့နေပေါ့ဒါပေမဲ့တခါလေကဘာဖြစ်တတ်လဲဆိုတော့ deadline တွေနီးတော့မှ energy အများကြီးစုပုံပြီးတော့ deadline ကိုအမြန်ပြီးအောင်လုပ်ရတဲ့သူတွေထဲမှာလည်း perceiving လူတွေပါတယ်သူတို့က freedom ကြိုက်တယ် flexible ဖြစ်တယ်အဲ့တော့သူတို့မှာဘာသွားတွေ့ရလဲဆိုရင်တော့တခါလေတော့ time management မကောင်းတာလေးတွေလည်းသွားတွေ့ရတတ်တယ်ဒါပေမဲ့သူက flexible ဖြစ်တယ်ပေါ့နော်ဆိုတော့ကဒါကတော့ MBTI မှာရှိ traits တွေပေါ့နော်ဒီမြင်ရတတ်တဲ့အပြုအမူသဘောတဘာဝတွေဖြစ်တယ်အဲ့တော့ကဘာပြောချင်တာလဲဆိုတော့တခါလေရောက်ရင် online မှာရှိ MBTI test တွေလုပ်လိုက်လို့ရှိရင်ကိုယ့်အကိုဒီတစ်ခုကိုပဲမြင်ပြီးတော့ငါတို့ဒီပုံစံမဲလို့ထင်ရတာရှိခါလေးရလို့ရှိရင်စုဆိုရင်ဟိုးရင်တော့ extrovert ဆက်အဲ့အနေပြီးတော့2021ဒီခုတွေပါဖြစ်ပြင်တော့မှလူရင်းနေဝေးသွားခြင်းတယ်ပေါ့အဲ့တော့ကိုယ့်ရဲ့ဘဝရဲ့ဒီ trauma တွေပေါ်မူတည်ပြီးတော့ personality တွေကလည်းပြောင်းလဲလာတယ် shape ဖြစ်လာတယ်အခါမှာနည်းနည်း introvert ကိုပါသွားတယ်အဲ့နေပြီးတော့နေရာပိုင်းပြောင်းတဲ့ခါမှာဆိုရင်အခုဆိုရင် introvert ထဲတော်တော်ရောက်တယ်ဒါပေမဲ့အဲ့လိုမျိုးကိုယ့်ကို introvert လားဆိုပြီးပြန်စဉ်းစားရင်းနဲ့နေရာတစ်ခုကိုပြန်ပြီးပြောင်းသွားတဲ့ခါမှာကြောက်လေဟာ introvert ချိပဲလည်းမဟုတ်ဘူးငါလူကိုပြန်တွေ့ခြင်းပြောင်းအဲ့လူမျိုးပြန်တွေ့တဲ့အခါမှာလည်းကိုယ်နဲ့မကိုက်ညီတဲ့သူတွေတွေ့လို့ရှင်လဲစကားပြောရတာအဆင်မပြေဘူးဆိုလို့ရှင်ဒါဆိုငါ introvert လားဆိုပြီးပြန်ဖြစ်တယ်ဆိုတော့ကအမှန်တော့ extrovert လည်းမဟုတ် introvert လည်းမဟုတ်အဲ့ဒါတွေအကုန်လုံးကကိုရင်ဆိုင်နေရတဲ့တွေ့ကြုံနေရတဲ့ဘဝအခြေအနေတွေ့ကြုံနေရတဲ့သူတွေတွေ့ကြုံနေရတဲ့ဝင်းကျင်ပေါ်မူတည်ပြီးတော့အမြဲတမ်းတစ်စီအမြဲပြောင်းလဲနေနိုင်တယ်ဆိုတော့ကိုယ့်အကိုတစ်ခုတည်း MBTI မှာဆိုလို့ရှိရင်တစ်မျိုးတည်းဘယ်တော့မှမတတ်မိစီနဲ့အဲ့ဒါတစ်ခုမှမတူဘူးအထူးသဖြင့်ဘဝမှာပြောင်းလဲမှုအကြီးနဲ့ကြုံရတဲ့အချိန်တွေမျိုးအထူးသဖြင့်အလောက်ကိုင်းပြောင်းတဲ့အချိန်ဒါမှမဟုတ်ရင်ရီးစားအသေးရတဲ့အချိန်ဒါမှမဟုတ်ရင်မိတ်ဆွေတငယ်ချင်းနဲ့ဝင်းကျင်လုံးဝပြောင်းလာတဲ့အချိန်တိုင်းမှာဒီလိုမျိုးကအမြဲပြောင်းလဲရှိတဲ့အတွက်ဒါကတော့ဒီ MBTI ရဲ့ personality traits လေးအကုန်လုံးမှာငါကတော့အခုချိန်မှာစမ်းစင်ဘက်ကိုပို့သွားပြီးတော့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပြီးပြီငါအခုကကြတော့ feeling ဘက်ကိုပို့သွားပြီးတော့ငါသူတို့ခံစားပေးမိပါလားဒါမှမဟုတ်ငါ thinking ဘက်ကိုပို့သွားနေပြီပါလားငါ empathy သိမရှိဘဲနဲ့ဒီ logic ဘိုင်းကိုပဲပို့တွေးနေပြီပါလားစသည်ဖြင့်အဲ့လိုမျိုးကိုယ့်ရဲ့ဆုံးဖြတ်ချက်တိုင်းကိုယ့်ရဲ့ပြုမှုလုံးဆောင်တဲ့ pattern တိုင်းကိုသတိလေးပြုတ်ပြီးတော့ထားမိရဆိုရင်ငါဟာဘယ် MBTI ဆိုတဲ့ခေါင်းစဉ်အောက်ကိုမသွားဘဲနဲ့ MBTI 16မျိုးစလုံးမှာ16မျိုးစလုံးရဲ့ traits ဘယ်တစ်ခုလောက်လေးကိုဘလောက် percent လေးလုံနေပါလဲဆိုပြီးတော့ကိုယ့်အကူအသိနဲ့တတိကပ်ပြီး self awareness လေးနဲ့ကြည့်နိုင်လို့ရှင်တော့ကိုယ့်ရဲ့ personality ကဘာလဲဆိုတာကိုသိနာနိုင်မယ်လို့ထင်ပါတယ်။စင်ပြေသားရတဲ့နေ့လေးဖြစ်ပါစေ See you in the next video. Bye bye. Curie